လက်ရှိကျွန်တော်ကြည့်ရှုနေတဲ့ Premier League ပြန်ပွဲကတော့ပွဲစဉ်16ထိပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ပြီးဆုံးသွားတဲ့ပွဲစဉ်16ထိမှာတော့အတိကအဖြစ်အကောင်းဆုံးလို့သတ်မှတ်နိုင်မဲ့ကစားသမား3ဦးတိတိတတ်တာပေါ်ထွက်နေပါတယ်ဆိုတော့ဒီ3ယောက်ကိုကျွန်တော်ကကိုပိုင်ဒါသူတို့ရဲ့အချက်လက်နဲ့ကျွန်တော်ရွေးချယ်ထားတဲ့ကစားသမားတွေဖြစ်ပါတယ်တကယ်တော့ချက်ကြလက်ကြစစ်ဆေးမယ်ဆိုတော့ဒီ3ယောက်ကအကောင်းဆုံးကစားသမားဆိုတာကတော့အားလုံးကငြင်းလို့မရဘူးလို့ကျွန်တော်ကတော့ထင်မြင်ဆပါတယ်ဆိုတော့ဒိုင်းလော်ရင်းနဲ့ပဲကျွန်တော်ပြပါမယ်ဆိုတော့နံပါတ်3ယောက်မြောက်မှာကျွန်တော်ရွေးချယ်ထားတဲ့ကစားသမားကတော့ Chelsea တိုက်စစ်ကစားသမားကိုဘာမာပဲဖြစ်ပါတယ်ကိုဘာမာက Chelsea ရဲ့မရှိမဖြစ်အတိကကစားသမားတုံးဖြစ်တယ်လို့ Chelsea ရဲ့တိုက်စစ်မှာလည်းတကယ့်ကိုအသက်ဝင်တဲ့ engine တစ်လုံးဖြစ်ပါတယ်ကိုဘာမာမပါတဲ့ပွဲဆိုတော့ Chelsea ကတော်တော်လေးကိုအခက်တွေ့မှာပါလက်ရှိမှာ Chelsea ရဲ့ရှင်တန်ချင်းကကိုဘာမာလို့တောင်ကျွန်တော်ပြောလို့ရပါဆိုတော့ဘာမာရဲ့ခြေစွမ်းဘာမာရဲ့ဘလုံးဒါဖန်တီးမှုတွေကကြီးတဲ့လူတိုင်းဒါဘာမှငင်းစရာအကြောင်းမရှိပါတော့ဘာမာကတကယ်ကောင်းတဲ့ကစားသမားဖြစ်တယ် Real Madrid ကတော့မှစောင့်ကြည့်နေရတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့နောက်ထပ်တစ်ယောက်ကတော့လုံးဝကိုပြိုင်ဆိုင်ရှာငင်းစရာအကြောင်းမရှိတဲ့တိုက်စစ်မှုဟာလန်ပဲဖြစ်ပါလေဟာလန်ကတကယ်လက်ရှိမှာဆိုနေသူ့ရဲ့တွန်းကိုတွေကဘယ်သူမှကိုလိုက်မမိနိုင်အောင်တွန်းကိုတွေကတိကျတယ်တကယ်လည်းတလုံးဆိုတလုံးရလာတဲ့အခွင့်အရေးတွေကိုသုံးချပြီးတော့မှ Man City ကိုလက်ရှိမှာအဆင့်နှစ်နေရာမှာရက်တီနာအောင်အတိကပံ့ပိုးပေးတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဟာလန်ကတော့သူကရဲ့အတိကကတော့ဂိုးသွင်းဖို့ပဲဖြစ်ပါတယ်သူ့မှာဘောလုံးစကိတ်တွေအဲ့လောက်မရှိဘူးသူ့မှာကဘောလုံးဖန်တီးမှုတွေအဲ့လောက်မလုံနိုင်ဘူးဒါပေမဲ့သူ့ရဲ့တာဝန်ကဂိုးသွင်းဖို့ပဲဖြစ်တယ်သူလုံးရမယ့်တာဝန်ကိုအကောင်းဆုံးလုပ်ပြီးတော့လက်ရှိမှာဆိုရင် Premier League မှာသူနဲ့ပြိုင်ဖို့မရှိအောင်ကိုပဲဒါကိုအပြတ်တန်းနဲ့ဥဆောင်ပြီးတော့မှလက်ရှိရဒီမှာလဲဒါရွှေပနက်စုကိုထပ်မံပြီးရရှိသွားအောင်မှာပဲဖြစ်ပါလေဆိုတော့နှစ်ယောက်ရှိသွားပါပြီကျွန်တော်နောက်ထပ်တစ်ယောက်ကတော့အဆင့်1မှာရက်တီအောင်အာဆင်နယ်ကိုအဓိကပံ့ပိုးပေးတဲ့ကစားသမားဖြစ်တဲ့အာဆင်နယ်ကွန်းလေကစားသမားဒီဂရန်ရိုက်စ်ပဲဖြစ်ကြတယ်နော် Rice ကတော့ဘာမှညင်းစရာအကြောင်းကိုမရှိဘူးသူ့ရဲ့ခြေစွမ်းတွေကတော်တော်လေးကိုလည်းကောင်းတယ်တန်းတရာတက်ကိုပိုတန်အောင်ကိုကစားပြတယ်ပိုးပြီးတော့စိတ်ချမ်းသာစရာကောင်းတာကသူကတန်ရာကင်းရှင်းအောင်ကစားတယ်လက်ရှိမှာသူအာဆင်နယ်ကိုရောက်လာပြီးကလေးကအာဆင်နယ်တော့အကောင်းဆုံးတွေပေးဆက်ပြီးတော့နှစ်တိုင်းယာဒီတိုင်းမှာခြေစွမ်းအပြည့်အတက်အကျမရှိဘဲနဲ့တကယ်ကိုကောင်းမွန်တဲ့တည်ငြိမ်တဲ့ခြေစွမ်းနဲ့အာဆင်နယ်ကွင်းလယ်မှာအင်ဂျင်တစ်လုံးဖြစ်ရပ်တည်နေတာဖြစ်ပါတယ်လက်ရှိအာဆင်နယ်ရပ်တည်နိုင်ခြင်းက Rice ရဲ့ကိုယ်လယ်မှာထိန်းချောင်းနိုင်ခြင်းကလည်းတော်တော်လေးကိုအဓိကကျပါတယ်။ကျန်တဲ့ကစားသမားတွေကောင်းပါတယ်။ဒါပေမဲ့ Rice ကတော့တန်ရာကင်းကင်းနဲ့ရေရှည်ကစားနိုင်တဲ့ကစားသမားဖြစ်တယ်။တကယ်လဲစိတ်သက်ပြင်းထန်တဲ့အာဆင်နယ်နိုင်ပွဲရဖို့သူ့ရဲ့ရုံးအားတွေသူ့ရဲ့စိတ်သက်တွေကတော်တော်လေးကိုအာဆင်နယ်တော့အသက်ဝင်နေဖြစ်ပါတယ်။ဆိုတော့ဒီ3ယောက်ကတော့လက်ရှိ Premier League မှာအကောင်းဆုံးကစားသမားတွေဖြစ်ပါတယ်။နံပါတ်1မှာရပ်တည်နေတဲ့ကအာဆင်နယ်ကစားသမားဒီဂရန်ရိုက်စ်နံပါတ်2မှာကတော့တိုက်စစ်မှုဟာလန်ဆိုတော့ Chelsea ကတော့အဆင့်4မှာရပ်တည်တယ်ဆိုတော့ Aston Villa ကတော့လက်ရှိမှာအဆင့်3မှာရပ်တည်နေတယ်ဆိုတော့ Brighton တို့ကလက်ရှိအဆင့်3မှာရပ်တည်နေတဲ့ Aston Villa အသင်းတွေကအကောင်းဆုံးကစားသမားကဘယ်သူလို့ထင်မြင်ယူဆကြပါသလဲတည်တယ်ဆိုတော့ comment မှာရေးပေးကြလို့ရပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်